ကဘာပေါ်ကပျောက်ဆုံးသွားတဲ့နာဂါမျိုးနွယ်တွေအကြောင်းကိုလေ့လာကြည့်ရအောင်ပါကဘာပေါ်ကပျောက်ဆုံးသွားတဲ့နာဂါမျိုးနွယ်တွေအကြောင်းကိုခရီးစေးတွင်ကြားလေ့လာခဲ့ကြတဲ့သူတေသီတွေကသူတို့သည်လူနဲ့တော့တူဤသို့သောလူစစ်စစ်လည်းမဟုတ်တဲ့နတ်မျိုးနတ်နွယ်တွေဖြစ်တယ်လို့ဆိုကြပါတယ်သူတို့ကိုပင်လယ်ပြင်မှာစွန့်စားသွားလာသူတွေဖြစ်လဲမြင်တွေ့ရတတ်တယ်ရေမှာတိတ်ကိုကျွမ်းကျင်တယ်လို့ဆိုကြပါတယ်သူတို့ဟာကျွန်တော်တို့မြေကြီးပေါ်မှာလှုပ်ရှားသွားလာသလိုပင်လယ်ရေပြင်မှာအလွယ်တကူသွားလာနိုင်ကြပါတဲ့လူသားမျိုးနွယ်နဲ့ပေါင်းဖက်လို့ရတယ်လို့ဆိုပါတယ်ပေါင်းဖက်ခဲ့ကြတဲ့အထောက်အထားတွေရာဇဝင်တွေလည်းအခိုင်အမာရှိခဲ့တယ်စွမ်းအင်ကိုကဘာရဲ့ထူးဆန်းတဲ့အပိုင်းတွေကနေလိုတလိုထုတ်ယူသုံးစွဲနိုင်တဲ့နေရာမှာလဲဆရာတဆူလိုကျွမ်းကျင်သူတွေပါသူတို့မျိုးနွယ်စုပေါ်မျိုးရိုးဗီဇပညာရှုထောင့်ကသုံးသပ်မှုတစ်ခုအဖြစ်နာမည်ကြီးပြည်တိန်သတင်း website တစ်ခုဖြစ်တဲ့ Express သတင်းဌာနကလည်းပီရူးနိုင်ငံ Paracas ဒေသမှာတွေ့ခဲ့တဲ့ရှေမျောမျောဦးကောင်းခွန်ရုပ်ကျွင်းတွေကိုစစ်ဆေးခဲ့တဲ့ DNA ရလဒ်အသစ်တွေကကျွန်တော်တို့သိထားခဲ့တဲ့လူသားမျိုးနွယ်ရဲ့သမိုင်းကြောင်းကိုပြောင်းလဲပစ်ခဲ့တယ်ဆိုတဲ့သတင်းကိုဖော်ပြခဲ့ပူပါတယ်ဦးကောင်းခွန်တစ်ခုရဲ့အရွယ်စားဟာတာမန်လူဦးကောင်းခွန်ထက်၄ပုံတစ်ပုံ25%လောက်ပိုကြီးနေတာကိုတွေ့ရပါတယ်ဒီဦးကောင်းခွန်ကို DNA စစ်ဆေးကြည့်ကြရမှာတော့လူသားမျိုးဗီဇနဲ့မတူကွဲပြားနေတာကိုတွေ့ရပြီးရှေးလူတွေကနတ်ဖျားသွေးဆက်လို့ယုံကြည်ခဲ့ကြတဲ့သူတို့ရဲ့ DNA ဟာတဘာဝအတိုင်းမဟုတ်တဲ့တစုံတစ်ယောက်ကတမင်တကာဖန်တီးထားတဲ့မျိုးဗီဇ DNA တူဖြစ်နေပါတယ်ရုပ်ကျွင်းစူးစမ်းလေ့လာတဲ့ပညာရပ်ဟာသိပ္ပံပညာရဲ့စီကံတွေအောက်မှာအတိအကျလိုက်နိုင်ရတာမျိုးပါတာမန်ထက်ရှိလျားနေတဲ့ဦးကောင်းခွန်တွေကို2018မှာဒုတိယအကြိမ် DNA ထက်စစ်ဆေးခဲ့ကြတဲ့အချိန်မှာတော့ပထမအကြိမ်စစ်ဆေးခဲ့တဲ့အဖြေကိုသာထည့်ရခဲ့ပြီးဒါဟာကဘာပေါ်ကမဟုတ်တဲ့ DNA အမျိုးအစားဖြစ်တယ်ဆိုတာကိုအတည်ပြုနိုင်ခဲ့ကြပါတယ်တကယ်တော့မျိုးရိုးဗီဇပညာရဲ့ဘက်ကအခုမှသာစနစ်တကျမျိုးစမ်းအဖြေထုတ်ပြီးတအံ့တအောဖြစ်နေကြပေမဲ့ဒီလိုဦးကောင်းပုံတရံရှိတဲ့အီဂျစ်ဖာရိုမင်းဆက်မတူတန်ခမန်ဘရင်ရဲ့ခမဲတော့အခီနာတန်နဲ့သူဇနီးနီဖာတီတီတို့ရဲ့ထူးခြားတဲ့ဦးကောင်းပုံတရံကလူသားမျိုးနွယ်ဖြစ်တည်ပေါ်ပေါက်လာပုံနဲ့သက်ဆိုင်သောကွဲပြားတဲ့ theory တစ်ခုကိုညွှန်ပြနေခဲ့တာပါဦးကောင်းခွန်တွေကိုအသေးစိတ်စစ်ဆေးကြည့်ရမှာတော့တိကျတဲ့အဖြေတစ်ခုကိုရခဲ့ပါတယ်တာမန်လူသားတွေရဲ့ဦးကောင်းခွန်ထိပ်မှအပြားဟာစက်ကြောင်း၃ခုရှိပေမဲ့ပီရူးမှာတွေ့ရတဲ့ဦးကောင်းခွန်ရဲ့အပြားဟာစက်ကြောင်း၂ခုသာရှိနေတာကိုတွေ့ရပါတယ်ရှေးတုန်းကတော့သူတို့ရဲ့တာမန်နဲ့ကွဲပြားသောရှေမျောမျောဦးကောင်းတွေကိုတောက်ချခေါင်းဆောင်အရှိအုတ်ထုတ်အရှိတွေဝတ်ပြီးတန်စာဆင်ထားလေးရှိကြပါတယ်နေရာဒေသအလိုက်ခေါ်ဝေါ်တွေကွဲပြားသွားပေမဲ့ရှေးဟောင်းလူဖွဲ့စည်းတွေကဒီလိုရှေမျောမျောဦးကောင်းပိုင်ရှင်တွေဟာဉာဏ်ကြီးရှင်ပညာရှိမှုအမှတ်တွေတိုက်ရိုက်ခိုက်ရင်အင်မတန်ကောင်းတဲ့စစ်သားတွေရဲ့တွင်ပြင်လက္ခဏာလိုယုံကြည်လေးရှိခဲ့ကြတယ်သူတို့အမျိုးအနွယ်တွေကိုဉာဏ်ရည်မြင့်တဲ့လူသားတွေဖြစ်လက်ခံယုံကြည်ခဲ့ကြပြီးနိုင်ငံအသီးသီးကအကြံပေးပုဂ္ဂိုလ်တွေမူမှတ်တွေဖြစ်ခေါ်ယူခန့်ထားလေးရှိကြောင်းသမိုင်းထောက်ထားတွေရှိခဲ့ပါတယ်ထင်သာမြင်သာရှိတဲ့ဥပမာတစ်ခုကတော့မြန်မာပြည်အနောက်မြောက်ဘက်အစွန်းအိန္ဒိယမြန်မာဘူတန်နဲ့ဘင်္ဂလားဒေ့ရှ်နယ်နိမိတ်ပါဝင်တဲ့ area တစ်ခုမှာသူတို့မျိုးစိတ်ရဲ့အဆက်အနွယ်တွေနေထိုင်သွားလာခဲ့ကြတဲ့နာဂါနယ်နိမိတ်သို့မဟုတ်နာဂါပိုင်နဲ့ Naga Territorial လို့ခေါ်တဲ့နယ်မြေတစ်ခုမြေပုံနဲ့တကွရှိခဲ့ပူပါတယ်အီဂျစ်ဘုရင်အီခနာဒန်နဲ့ဘုရင်မနီဖာတီတီတို့ခေါင်းဆောင်ရှေတွေဝစ်ဆင်တယ်လို့ပဲပရိသေခေတ်မြန်မာရာဇဝင်တွေကပညာရှိမှုမှတ်တွေရဲ့အဆောင်အယောင်မှာခေါင်းဆောင်အုပ်ထုပ်ရှေတွေကိုဝစ်ဆင်နေရှိတဲ့အချက်ကိုလည်းတိုက်တိုက်ဆိုင်ဆိုင်တွေ့ရပါတယ်။တာရီခိတရာပြည်မှဒွတ်တပ်ပေါင်းမင်းကြီးဟာနဂါမင်းသမီးကိုမိဖုရားဖြစ်ပေါင်းဖက်ခဲ့တဲ့အကြောင်းဖြူစောတိမင်းရဲ့မိဖုရားစရင်မှာနဂါမင်းသမီးတစ်ပါးပါဝင်နေပြီးအလုတ်ကျွေးပြူရန်အချွေရန်ရေအတွက်1000လောက်ပါရှိကြောင်းပကံခေတ်မှာနဂါမျိုးနွယ်ကြီးမှုပုဂ္ဂိုလ်မှုမှတ်နဲ့အချွေရန်တွေထားရှိခဲ့ကြောင်းတကောင်းရာဇဝင်မှာလည်းဘယင်ဖြစ်လာမဲ့မောင်းပေါက်ကျိုင်းဟာမိဖုရားပြူချစ်ကြိုက်နေတဲ့နဂါကိုတက်ပြီးပလင်တက်ခဲ့ရတယ်ဆိုတဲ့အကြောင်းအိမ်နီးချင်းလာအိုနိုင်ငံရာဇဝင်မှာနဂါမင်းသားဖောင်ခီဟာခမာမင်းသမီးအိုက်ခန်းအပေါ်မြစ်တာတက်ဝင်ချစ်ခင်ခဲ့ပြီးသူမရဲ့အနီးရောင်ကိုမြင်တွေ့လိုစိတ်နဲ့ရုပ်ပြောင်းရုပ်လွဲအတက်ကိုတုံးပြီးရှင့်တကောင်အတွင်ရောင်ဆောင်ပြီးချောင်းမြောင်းခဲ့တယ်ကန်ဆိုးကျင်တော့ရှင့်အယောင်ဆောင်ထားတဲ့နဂါမင်းသားကိုနန်းတွင်းအမှုထမ်းတွေကဖမ်းဆီးတပ်ဖြတ်ပြီးစားတောက်ပစ်လိုက်မိကြတယ်ဖခင်ဖြစ်တဲ့နဂါဘရင်ဟာတားဖြစ်သူရဲ့အဖြစ်ဆိုးကိုသိရတဲ့နောက်မှာခမာနိုင်ငံကိုစစ်ပြုခဲ့ပြီးမင်းသမီးကိုလက်ရဖမ်းဆီးခဲ့ကြောင်းကမ္ဘောဒီးယားရာဇဝင်မှတ်တမ်းတွေမှာလည်းနဂါဘရင်ရဲ့သမီးတော်ဟာကောင်းတီညအမိရပြာမနာအမျိုးကိုအတင်းအကျပ်ဖမ်းဆီးဆောင်ကလက်ထက်ယူခဲ့ပြီးသူမရဲ့ဖခင်ကနမ်းမြေတွင်းကရေထုကိုစုပ်ထုတ်ကတိုင်းနိုင်ငံအဖြစ်ဖန်တီးပေး၍ကမ္ဘောဒီးယားနယ်နိမိတ်ဆက်ဆက်တည်ရှိစေခဲ့ကြောင်း
မဟာရာဂျာမျိုးနွယ်လို့ဆိုရမယ့်အိန္ဒိယရဲ့မဏိပူရပြည်နယ်အတွင်းကတော်ဝင်အနွယ်ဆက်စုဝင်တွေအဆိုအရနာဂင်မျိုးဆက်နဲ့လက်ဆက်ခဲ့တဲ့အဖြစ်အပျက်ပေါင်းမြောက်များစွာရှိနေကြောင်းဂရိသမိုင်းတွေကအကျော်ကြားဆုံးစစ်ဘရင်အလက်ဇန္ဒာရဲ့မိခင်အကြောင်းဖော်ပြချက်တွေအရသူမဟာနတ်ဖျားမျိုးဆက်မှာပါဝင်သူဖြစ်ပြီးငွေနဂါးအသွယ်ရဲ့အဆောင်ရောင်လေတုတမ်းမှတ်ဆွဲလန်းခြင်းတွေကိုစိတ်ဝင်စားလိုက်စားယုံနေမကပဲသုံးဆွဲတတ်သူတဦးဖြစ်တယ်ဆိုတဲ့အကြောင်းတွေကိုဖော်ပြတဲ့အခါမှာတော့သမိုင်းသူတေတီတွေကတော့နဂါးဆိုတဲ့စကားလုံးကိုမြန်မာရာဇဝင်တွေမှာတွေ့ရတိုင်းအခြေအမြင့်မရှိယုတ်တိကင်းမဲ့တဲ့အကြောင်းအရာတွေဖြစ်တယ်လို့လက်စစ်မကန်မဲ့ပယ်ထုတ်ပစ်ဖို့ကြိုးစားခဲ့ကြပေမဲ့မြန်မာရာဇဝင်တွေမှာမှတ်တမ်းတင်ရေးသားခဲ့တဲ့နဂါးမျိုးနွယ်တွေဆိုတာကဘာပေါ်ကနေပျောက်ဆုံးနောက်ွယ်နေတဲ့နဂါးမျိုးနွယ်တွေများဖြစ်နေမလားဆိုတာတော့စူးစမ်းလေ့လာခြင်းစရာပါပဲကဘာတစ်ခုလုံးရေလွှမ်းမိုးခဲ့တဲ့ကပေကြီးပြီးဆုံးပြီးတဲ့နောက်မှာလူအဖွဲ့အစည်းနဲ့ဝေးရာကိုပုံရှောင်ပြီးပျောက်ဆုံးသွားခဲ့ကြတဲ့နဂါးမျိုးနွယ်တွေဘယ်နေရာမှာရက်တည်နေထိုင်နေကြမလဲဆိုတဲ့ပဟေလိကလည်းတကယ်ကိုစိတ်ဝင်စားစရာကောင်းပါတယ်လူသားမျိုးနွယ်တွေစီကိုသူတို့ဝင်ထွက်သွားလာပတ်သက်မှုတွေတခါတရံရှိတဲ့အကြောင်းဉာဏ်ရည်မြင့်တဲ့ရှေးဦးလူသားမျိုးနွယ်တွေဟာဝေဖန်ဆန်းပြတဲ့မြေအောက်မြို့တော်ကြီးတွေကိုကဘာအနှံ့အပြားမှာဖန်တီးနေထိုင်ခဲ့ကြတယ်ဆိုတဲ့အကြောင်းတွေကိုတော့ကဘာအနှံ့အပြားကရိုးရပုံမြင်တွေမှာတွေ့ရကြားရတတ်ပါတယ်ဟိန္ဒူနဲ့ဗုဒ္ဓဘာသာစနစ်ဘက်တွေကတော့နဂါးမျိုးနွယ်ဆိုသူတွေဟာပါတလနဲ့ဘောဂဝတီလို့ခေါ်တဲ့ခန္ဓာကြီးကျဲသောမြေအောက်မြို့တော်ကြီးနှစ်ခုမှာနေထိုင်တယ်လို့ဆိုပါတယ်ပါတလနဲ့ဘောဂဝတီဆိုတဲ့မြေအောက်တိုင်းပြည်နှစ်ခုဟာယာစုတွေနဲ့ဘလို့မှမဖြစ်နိုင်လောက်အောင်ကောင်းစွာပုံကွယ်နေနိုင်ခဲ့ပြီးအိန္ဒိယကလူတော်တော်များများကတော့အိန္ဒိယနိုင်ငံဗာရာဏသီမှာရှိတဲ့ကြီးပြားနာရေတွင်းဟာထူးခြားဆန်းကျဲသောပါတလနိုင်ငံကိုလမ်းညွှန်ထားတဲ့ဝင်ပေါက်တစ်ခုလိုယုံကြည်နေကြတာပါပဲကမ္ဘာအရက်ရက်မှာရှေးဟောင်းမြေအောက်မြို့တော်ကြီးတွေကိုမပျက်စီးသေးတဲ့အခြေအနေနဲ့အမေရိကန်ပြည်ထောင်စုအနောက်တောင်ဘက်ဥရောပအာရှအိန္ဒိယအရှေ့အလယ်ပိုင်းဒေသနဲ့တရုတ်ပြည်မှာတူးဖော်တွေ့ရှိခဲ့တာတွေလည်းအများကြီးပါပဲပါဗိုင်းရပ်စ်လို့ခေါ်တဲ့ရှေးဟောင်းအီဂျစ်အယုတ်စာတွေမှာဂီဇာပိယမစ်ကိုတိစောက်ခဲ့ချိန်ကဂိုးဘီကြီးတွေရဲ့အကူအညီကိုရယူခဲ့ကြောင်းမှတ်တမ်းတင်ခဲ့တာကိုတွေ့ရပါတယ်အဆောက်အဦတိစောက်ခြင်းနဲ့ဘီတုကပညာရပ်မှာပြိုင်ဘက်ကင်းကျွမ်းကျင်တက်မြောက်တဲ့ကပခွေထပ်ပရီဆိုတာလည်းသူတို့ပါပဲမြန်မာပြည်မြောက်ဖျားတိဘက်ကုန်းမြေမြင့်မှာလူသေးအလောင်းတွေကိုငှက်စာကျွေးပြီးတကြိုတဲ့ဒလေးထုံးစံဟာလည်းကပိခွိုက်ထက်တွေထံမှဆင်းသက်လာတယ်လို့ဆိုတာကြောင့်ဒီမျိုးနွယ်စုရဲ့ဒလေးထုံးစံတွေဟာတိဘက်ကုန်းပြင်းမြင့်ထိတိုက်ရိုက်ရောက်ခဲ့တယ်လို့ယူဆရတာပေါ့ပင်လယ်နီကနေအာရေဗီးယားကိုဖြတ်ပြီးအိန္ဒိယကိုပင်လယ်ရေကြောင်းခီးသွားတဲ့အီဂျစ်သင်္ဘောသားတစုဟာလန်ခီးမှာမုန်တိုင်းမိပြီးသင်္ဘောပြတ်တဲ့အခြေအနေနဲ့ကြုံတွေ့ခဲ့ရတယ်အသက်ရှင်ကျန်ရစ်ခဲ့တဲ့သင်္ဘောသားတစ်ယောက်ဟာကြုံရကိုမိတွေ့ပြီးပင်လယ်ပြင်မှာမျောပါလာရင်လူသူကင်းမဲ့နေပုံရတဲ့ကျွန်းတကျွန်းပေါ်ကိုရောက်သွားခဲ့တယ်။အဲ့ဒီနောက်တိတ်မကြခင်ပဲအဲ့ဒီကျွန်းရဲ့အကြီးအကဲနဲ့တွေ့ဆုံခဲ့ရပါတယ်။ကျွန်းအကြီးအကဲကအစားအသောက်တွေနဲ့လင်ငယ်လေးတစ်စင်းကိုပေးပြီးသူ့အိမ်ရှိတဲ့အီဂျစ်ကိုပြန်ပို့ဖို့စီစဉ်ပေးခဲ့တယ်။သူ့လေကိုရွက်လွင့်ပြီးစတင်မထွက်ခွာခင်မှာကျွန်းရဲ့အကြီးအကဲကဒီကျွန်းကိုဘယ်တော့မှမရောက်ခဲ့ဘူးတလို့မေးပစ်လိုက်ဖို့ဒီကျွန်းပေါ်ကနေဘာကိုမှယူမသွားဖို့တတိပေးပြီးမင်းအနေနဲ့ဒီကျွန်းကိုမြင်ရတာနောက်ဆုံးပဲဖြစ်ပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ဒီကျွန်းဟာမကြခင်မှာပဲတိတ်ကိုကြီးမားတဲ့မီးလောင်ပောက်ကွဲမှုကြီးကြောင့်ပင်လယ်ရေအောက်ကိုနစ်မြုပ်သွားတော့မှာပါလို့ပြောခဲ့ပါတဲ့အီဂျစ်သင်္ဘောသားရဲ့အယုတ်စာမှတ်တမ်းမှာတော့ဒီကျွန်းရဲ့အကြီးအကဲဟာငွေနဂါးနဲ့ဆင်တူတဲ့လူဖြစ်ပြီးနက်ရှိုင်းနဲ့အပြာရောင်မျက်လုံးတွေရှိတယ်လို့ဖော်ပြထားခဲ့ပါတော့တယ်။